မြန်မာပြည်မှာကျွန်တော်တို့ကားဝယ်စီးတဲ့လူတွေရဲ့ mindset pattern လေးတခုကျွန်တော်ပြောပြချင်တာကျွန်တော်တို့ဝယ်ရောင်းတွေကိုယ်တိုင်ပဲဖြစ်ဖြစ်တကယ်စီးဖို့ဝယ်တဲ့ end user တွေကိုယ်တိုင်ဖြစ်ဖြစ်ကျွန်တော်တို့မှာကကားတစ်စီးဝယ်စီးတော့မယ်ဆိုရင်အရင်ဆုံးရောက်လာတဲ့အတူကြီးကဘာလဲဆိုတော့သူများနိုင်ငံတွေမှာကကားတစ်စီးဝယ်စီးတော့မယ်ဆိုအရန်ရိုးရှင်းတယ်ကျွန်တော်တို့လက်ထဲမှာရှိတဲ့ပတ်စံရယ်ကိုကြိုက်တဲ့ကားတစ်စီးရယ်ကိုဝယ်လိုက်မယ်စီးလိုက်မယ်ဒါပဲဘာမှအများကြီးစဉ်းစားကြမလို့ကျုံးနိုင်ငံမှာကကြတော့အဲ့လိုမဟုတ်ကားတစ်စီးဝယ်စီးတော့မယ်ဆိုရင်အရင်ဆုံးကိုယ့်လက်ထဲမှာရှိတဲ့ပတ်စံနဲ့ကိုကြိုက်တဲ့ကားတွေ့ပြီဆိုရင်တော့မှဒီကားပြန်ရောင်းလို့ရှိရင်ရှုံးမှာလားမြတ်မှာလားစပြီးစဉ်းစားအဲ့ဒါကကားဝယ်စီးမဲ့လူတိုင်းရဲ့အုံနောက်ထဲမှာအရင်ဆုံးတွေးမိတာကအဲ့ဒါပဲဆိုတော့ကျွန်တော်တို့ကကိုယ့်လက်ထဲမှာရှိတဲ့ပတ်စံနဲ့ကိုကြိုက်တဲ့ကားတွေ့ပြီဆိုရင်တောင်မှပြန်ရောင်းလို့ရှိရင်ရှုံးမလားမြတ်မလားဆိုပြီးစပြီးစဉ်းစားလက်ထဲမှာရှိတဲ့ပတ်စံနဲ့ကိုကြိုက်တဲ့ကားတွေ့ပြီဆိုရင်တော့မှအရင်ဆုံးစဉ်းစားတာကပြန်ရောင်းရင်ရှုံးမလားမြတ်မလားစပြီးစဉ်းစားတယ်အဲ့ဒါရင်ပြီးပြီလားဆိုမပြီးသေးဘူးကျွန်တော်တို့ကကားရဲ့အယောင်မှထပ်စဉ်းစားအဖြူရောင်ပဲလူကြိုက်များတာဖြစ်တဲ့အတွက်အဖြူရောင်ဆိုလို့ရှိရင်ဈေးပိုရတယ်အမဲရောင်ဆိုရင်ဈေးနည်းနည်းလျော့တယ်တခြားကာလာကွဲတွေဆိုလို့ရှိရင်မကြိုက်ဘူးလို့တော့ပြီးသွားရင်ဒီကားနဲ့ပတ်သက်ပြီးတော့စပယ်ဘက်ပေါ်လာတော့မပေါ်ဘူးလားလို့ after service ကောင်းလားမကောင်းဘူးလားအဲ့လိုမျိုးတွေထိလိုက်ပြီးတော့စဉ်းစားပေးရတာဆိုတော့မြန်မာပြည်မှာကားတစ်စီးဝယ်စီးဖို့ဆိုတာကပတ်စံရှိရင်တော့မှလုံးလက်ကူစီးလို့မရဘူးကျွန်တော်တို့ပြန်ရောင်းရင်ဆိုတဲ့အတွေးကနေစပြီးဝင်ပြီးတော့တောက်လျှောက်လိုက်စဉ်းစားရတာဆိုတော့အဲ့ဒါကကျွန်တော်ဒီပတ်တန်လေးတစ်ခုကိုပြောပြရတာမြန်မာပြည်မှာပတ်စံရှိတိုင်းကားဝယ်စီးရတာအရင်လွယ်ကူနေရတော့မဟုတ်ဘူးကျွန်တော်တို့မှာနောက်ဆက်တွဲပြဿနာတွေကိုဖြေရှင်းဖို့အတွက်ထည့်စဉ်းစားရတဲ့အချက်တွေကအများကြီးရှိတယ်ကားတစ်စီးဝယ်စီးဖို့ဆိုတာမလွယ်ကူနေဘူးဒါလေးကိုအသိပေးချင်တာ